ဒါကြောင့်လဲအသက်ဆက်9နှစ်သားလေးယာမကိုဘလို့မှထိမ့်မနိုင်သိမ့်မရဖြစ်နေကြတာပါယာမကတခြားသူတွေမလှုပ်ရှားရသေးခင်မှတင်နေရာလွတ်ကိုကြိုမြင်ပြီးရှစ်တက်လာတဲ့နောက်ခံလူရဲ့ခေါင်းပေါ်ကနေဘောလုံးကိုလှလှပပလေးကြော်ချလိုက်ပါတယ်ပြိုင်ဘက်ရဲ့ဖိအားပေးမှုတစ်ခုလုံးကိုတစ်ချက်တည်းနဲ့ကြော်ဖြတ်လိုက်တာပါတံပြန်တိုက်စစ်စပါပြီလီဝန်ဒော့စကီကညာဘက်မှာဘောလုံးပေးဖို့အော်တောင်းနေပေမဲ့ဘဲဘက်ကရာဖင်ညာရဲ့ပြေးထွက်မှုကပိုပြီးနှက်ဆိုင်ပါတယ်သူ့ရဲ့ဂိုးပေါက်ထောင်ကပိုရှင်းလင်းပြီးနောက်ခံလူကလည်းတလန်းနောက်ကျနေခဲ့တာပါယာမားကမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းချလိုက်ပါတယ်ရာဖင်ညာကဘောလုံးကိုချလိုက်ပြီးအခြေအနေကတော့ရိုးရှင်းသွားပါပြီသူကဘောလုံးကိုညာဘက်ကိုအသာလေးပုတ်ထုတ်လိုက်ချိန်မှာနောက်ခံလူကလူကတ်မသွားခဲ့ပါတယ်ဂိုးပေါက်ကပွင့်သွားပြီးသူကန်သွင်းလိုက်ပါတယ်တိုင်ထိပြီးပြန်ထွက်လာပေမဲ့ပြန်ထွက်လာတဲ့ဘောလုံးကဘေးမှာရှိတဲ့ကန်ဆယ်လိုစီတက်တက်ပြန်ကျလာတာမို့ဒီတစ်ချိန်မှာတော့ဘလို့မှတားဆီးလို့မရတော့ပါဘူး